မင်္ဂလာပါညီကိုပေါင်းနှမများနဲ့တွေ့ချင်းညီနောင်သားချင်းများခင်ဗျာမိမိတို့ဆောင်ရွက်နေတဲ့စစ်တပ်အာဏာသိမ်းမှုချက်ချင်းအဆုံးသတ်ရေးမိမိတို့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်နဲ့အခြားမတရားထိန်းသိမ်းခံရထားရသူများချက်ချင်းလွတ်ပေးရေးနိုင်ငံတော်အာဏာပြည်သူ့ထံပြန်လည်ရရှိရေးဒီမိုကရေစီပြန်လည်ရရှိရေးနဲ့ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဒီအရေးတော်ပုံကြီးအောင်မြင်ရေးကိုမိမိတို့အလွန်အသီးသီးမှပြည်သူပြည်သားများအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့အတူတကွလက်တွဲဆောင်ရွက်နေတာကိုအထူးကျေးဇူးတင်ရှိပါတယ်ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်းမေတ္တာရက်ခံတိုက်တွန်းအပ်ပါတယ်ခင်ဗျာဒီရေးတော်ပုံမုတ်ချအောင်မြင်ရမည်ဖြစ်ပါတယ်ပြည်သူသားအဓိကပါအရေးတော်ပုံအောင်ရမည်And thank you, Mr. President.